တဝေကဆိုရမှာခေါ်တာတော့လို့ဆိုတဝေကောနာမသဝတ္တပညာနာလို့စာပေတွေမှာဆိုလို့ရှိတယ်ဥတ္တပနဲ့ရှင်းတဲ့အတိညာဆိုတော့အဲ့တော့ဥတ္တပဆိုတဲ့စကားလုံးဒီမှာသုံးတာနှစ်ခုဖွင့်လာတာရှိတယ်ဥတ္တပနဲ့ရှင်းတဲ့ဉာဏ်ကိုလည်းတဝေကသို့မဟုတ်ဥတ္တပတစ်ခုတည်းကိုလည်းတဝေကအဲ့တော့ဥတ္တပဆိုတာအဘိဓမ္မာသင်တဲ့ပုဂ္ဂိုလ်တိုင်းငါမှတ်သားခဲ့တာပါမကောင်းမှုဒုစရိုက်အကုသိုလ်တွေကြောင့်ကြောက်လန့်တဲ့စိတ်တဲ့စိတ်တွေပါဖြစ်တဲ့စိတ်တဲ့တစ်မျိုးအဲ့တော့မကောင်းမှုအကုသိုလ်ကြောင့်ကြောက်လန့်တဲ့တရားတို့အဘိဓမ္မာပါအဲ့ဒါပဲဆိုတာအခုလို့သဝေကပြတာဥတ္တပလို့ဆိုလို့ရှိရင်သင်္ကာရတရားတွေရဲ့မပြည့်တဲ့သဘောကိုရှုမြင်လို့ကြောက်လန့်တာလည်းပဲသဝဥတ္တပလို့ခေါ်တာအဲ့တော့ဥတ္တပအဘိဓမ္မာမှာထပ်ဖြည့်စရာတစ်ခုဖြစ်လာနော်အကုသို့မဟုတ်ဘူးကွာအကုသို့ကြောင့်ကြောက်တာကတစ်ခုနော်ဒုစရိုက်တဲ့အကုသို့ကြောင့်ကြောက်တာကတစ်ခုသင်္ကာရတရားတွေရဲ့မမြဲမှုကြောင့်ကြောက်စိတ်ပေါ်တာတစ်ခုဆိုတော့ဥဒ္ဒပနှမျိုးလို့မလို့ရတယ်ကိုကုဆာလည်းပဲတူတယ်ကိုကုဆာလည်းပတ်သက်လာရဲ့ပြီးတော့ကြံကနေပါကတ္တဒုသောစဒမလုံးမိတဲ့ကုသိုလ်လုံးမိတဲ့အမှားအဲ့ဒီနှစ်ခုကြောင့်ဖြစ်တဲ့နောင်တပူပန်မှုပြောတယ်အဲ့ရစကားမှာတော့ရောနေနောင်တဆိုတချို့လူတွေကငါပဲတော့မှနောင်တမရဘူးဆိုတဲ့လူကရှိသေးတယ်နော်အမှန်လို့တာရဲ့တော့နောင်တရတာနောင်တဆိုတာပြတ်ပြီးတော့ငါမမိတယ်ဆိုပြီးတော့အတိတရားဝင်တာကိုပြောတာနော်စိတ်ကပူပန်နေတယ်အဲ့တော့ကိုကုဆာကနှမျိုးပဲပြတာလေမကောက်ဘူးအကုသိုလ်တွေနဲ့ပတ်သက်လာပြီးတော့လုံးမိသွားလို့ရှိရင်အဲ့ဒီအပါအတွက်စိတ်ပူတာမလုံးမိလို့အကျုံမဖြစ်ထွန်းတာဆုံးရှုံးမှုကိုကြည့်ပြီးတော့စိတ်ပူတာအဲ့ဒီနှစ်ခုသို့တော့ပါဠိကျမ်းကမှာနောက်တစ်မျိုးတွေ့ရပြန်ရှင်နုရုဒ္ဓသုတ်တံတို့ပြီးသုလဒိဋ္ဌိတပါဠိတော်တို့ကျတော့ဘာပါတော့ဆိုလုံးရဲ့တန်နဲ့မဖြစ်ရင်လည်းကိုကိုစားဆိုတာတတရားတစ်ခုနော်ဆိုပါစို့စဝဲအောင်ညတို့ကြိုးစားတယ်မအောင်ဝိပဿနာတရားတို့တဲ့သောတပန်ဖြစ်ချင်တယ်မဖြစ်ဘူးစံရအောင်အထုတ်တယ်မရဘူးအဲ့မရတဲ့အတွက်မှလည်းပဲဖြစ်တာကိုကိုစားလို့